ဒီနေ့တီးကြောင့်အတွဲပြတ်သွားတယ်ဘာလို့လဲဆိုတော့တီးပြပြပေးမယ်နော်အဲ့ကမှလည်းတီးကို message ပို့လာတယ်တီးလည်းလေ့ကျင့်ခန်းလုံးနဲ့ဖတ်ကြည့်လိုက်တာပေါ့နော်အမားရဲ့စစ်စက်နေနဲ့လေးတပူပူထွက်တယ်အဲ့တော့ကောင်လေးကအမြဲတမ်းပြဿနာရှာတယ်အပြိုမဟုတ်ဘူးလို့အမြဲတမ်းပြောတယ်အမားတဲ့အမားကို Telegram မှာတွေ့တယ်အမားအရန်ကောင်းတယ်ကောင်းငါပြကြအောင်ကောင်းရင်လည်းငါ့ကိုလက်တို့ကြအောင်နော်ဘာတွေကောင်းနေကြပြီဘာတွေတက်နေကြရတော့ ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီနေ့တီးကြောင့်အတွဲပြတ်သွားတယ်ဘာလို့လဲဆိုတော့တီးပြပြပေးမယ်နော်အဲ့ကမှလည်းတီးကို message ပို့လာတယ်တီးလည်းလေ့ကျင့်ခန်းလုံးနဲ့ဖတ်ကြည့်လိုက်တာပေါ့နော်အမားရဲ့စစ်စက်နေနဲ့လေးတပူပူထွက်တယ်အဲ့တော့ကောင်လေးကအမြဲတမ်းပြဿနာရှာတယ်အပြိုမဟုတ်ဘူးလို့အမြဲတမ်းပြောတယ်လက်ခွဲစားခဏခဏပြောအဲ့ဒါကျမလည်းပြပြချောင်းပြောလိုက်တယ်ညီမလေးနေအကောင်ဖြတ်လိုက်အကောင်စောင်းတော့မရှိဘူးနော်လေးမရှိဘူးအကောင်နဲ့နေနောက်ဆိုတကူကူစရာမလိုဘူးဆိုပြီးကျမသူ့ကိုပြောလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကွာဒီပြပြမယ် main ကလေးတွေပေါ့နော်ဆက်ဆံတဲ့အချိန်မှာလေထွက်တာတို့ဘူးကွယ်ဆိုပြီးထွက်တာတွေပေါ့နော်အဲ့ဒါတွေကကျမတို့လေအပြိုမဟုတ်လို့လည်းမဟုတ်ဘူးအိမ်နောက်တယ်မဟုတ်လို့လည်းမဟုတ်ဘူးအဲ့ဒါကျမတို့မင်းကိုကြွက်သားတွေအားနေတာနော်အားနေတာလေ့ကျင့်ခန်းလေးလည်းလုပ်လို့ရတယ်ဒါပေမဲ့ပို့ပြီးထိရောက်ချင်လို့ရှိရင်ဒီလိုမျိုးတွေလည်းတုံးလို့ရတယ်တီးဆိုလို့ရှိရင်လည်းတုံးရတယ်ဘာလို့တီးကငကိုတွေကအဖြူစင်းများတဲ့သူလည်းဖြစ်တယ်ပြီးရင်နေထိုင်နေပေါ့နော်တီးဆိုလို့ရှိရင်လည်းအဲ့လိုကြက်သားအားနေတော့လေတစ်ခါကျလို့ရှိရင်အရှိကနေလေထွက်တာပေါ့နော်လေထွက်တာရှိတယ်ထိုင်ရင်းနဲ့လေထွက်သွားတာအဲ့ဒါမိန်းကလေးတော်တော်များဖြစ်ကြတယ်နော်အမတဲ့အမကို Telegram မှာတွေ့တယ်အမအရန်ကောင်းတယ်ကောင်းငါပြကြအောင်ကောင်းရင်လည်းငါ့ကိုလက်တို့ကြအောင်နော်ဘာတွေကောင်းနေကြပြီဘာတွေတက်နေကြရတော့အခုတည်းကငါ့ကိုလာပြတော့ငါဆယ်လီပြသွားတယ်နင်တို့အော်တိုထိုးပေးဦးလောက်ရလဲငါမှဘဲမရှိဘူးเนาะတယောက်တည်းလဲဆိုလို့ရလဲငါမှငါရလို့ကုန်မအားဘူးငါဒီမှာဟိုငါရဲ့ချုပ်ယုံနဲ့ငါဒီမှာငါဇီဝါတွေနဲ့ငါတရက်အပေနာတော့တတ်ထွားမယ်မသိငါတော့ရိုက်စရာမလိုငါတရက်လေးငါလာပို့ကြသူတို့ရဲ့ဒီလက်မလောက်လေးတွေလက်ခလဲလောက်လေးလဲငါလာပို့ကြတခါကျနေလာပို့ကြမိခလေးဆိုလဲငါလာပို့ကြဒီလားအများကြီးပဲငါအဲ့ဒါတွေနဲ့တော့ခြာနေထောင်စားပြီးရောင်းစားလို့ရငါတော့ဟိုဖြစ်စရာပါလေလားပြောနေချာမယ်ပို့ခံရကြလားငါလေငါတယောက်တည်းပို့ခံရတယ်မှတ်လို့တိလားဒါပေမဲ့တော့ယောက်ျားလေးတွေပို့ခံရတယ်ဆိုတော့တတိထားနေတော့ဒီလိုကြည့်မှရမယ်နော်ဘာလို့ဆိုတော့ကြားဖြတ်မတွေရှိတယ်ကြားဖြတ်မတွေသူတို့တွေက DJ တွေကိုပြပြီးတော့သူတို့ကနေတို့မျက်နှာရိုး screen shot ရိုက်ပြီးလိုင်းအောင်မှာတင်နေတို့ကလိုလောက်ပါဆိုရင်တို့ဆရာငွေညှစ်လိုက်မယ်ကြားဖြတ်မတွေကရှိတယ်ကြားလေးတွေကိုလာပြတယ်ဆိုတော့ view site လက်ကားတိုင်းမကြည့်နဲ့အဲ့ဒါတွေးနဲ့ကြည့်နော်ငါတို့ကြောလာပြရဲတဲ့မှာအဲ့ဒီဟိုဟာကြီးဟာဟိုသူကလက်ဒီလက်လောက်ပဲရှိတယ်ကျမတို့လေပွဲစည်းတွေမှာရောင်းနေကွာဟိုတွန့်လင်းသွားတဲ့အကောင်လေးပိုတိုးလုံးကောင်လေးကျမတို့အုံးနို့လေလားမသိစိတ်နှားလေအိုးဖွင့်လို့မရကြိုင်းလို့အုံးနို့ထဲမှာစိတ်နှားလေအဲ့ဒီအကောင်လေးကလေအဲ့ဒီအကောင်လေးတော့သူစစ်ဒီလောက်ဟာလေးငါ့ကိုလာပြရဲတဲ့ငါတိတ်ငါမပြောလိုက်ရှိဘူးဒီလားငါတကယ်ငါအတမညာလေလန့်ဖြန့်ကုန်တာဗောအဲ့လိုမျိုးအကောင်ကြီးရှိရင်အဲ့တော့လာပြမယ်ဆိုလို့ရှိရင်ဒီလောက်တွေလာပြစားအဲ့ဒါမှရောင်းတန်းဝင်မှာနော်လောက်လေးလောင်ရရဲအဲ့လိုမျိုးပြန်ပြောရတယ်တကယ်ခက်ကာလာကြီးကမကောင်းဘူးဘာတွေမှမသိဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်